မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဖြစ်ပြီးခါသာသိမကြသေးခင်ဝိနည်းပြည့်ညက်ချက်တွေအများကြီးမပြည့်ညက်ရသေးခင်အထူးသဖြင့်တစ်ပင်တွေမခုတ်ရဘူးလို့မပြည့်ညက်ရသေးခင်ယဟန်တော်တစ်ပါးကပါဠိတိုင်းသားယဟန်တော်တစ်ပါးကြောင်းဆောင်မယ်ဆိုပြီးတော့အဲ့ဒါတစ်ပင်တစ်ပင်ကိုသူကခုတ်မယ်လို့ကြံလာအဲ့ဒါပစိန်တွေရဲတဲ့နေနဲ့အဲ့ဒီတစ်ပင်သားရက်ပြီးတော့ခုတ်မလို့လုပ်တော့အဲ့ဒီတစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နတ်သမီးကရုပ်ကစိုးနတ်သမီးကကိုထင်ပြပြီးတော့တောင်းပန်တယ်ရှင်ဘုရားတပည့်တော်ရဲ့ဒီဗိမာန်လေးကိုဖျက်ဆီးပါနဲ့ဘုရားအဲ့တော့ယဟန်တော်ကလည်းငါကဒီအပင်ပဲသဘောကျတာငါအတွက်ဒီအပင်ပဲသုံးကြတာငါခုတ်မှဖြစ်မယ်အဲ့ဒါလို့ယဟန်တော်ကပြောတော့နတ်သမီးကဂိုင်းယဟန်တော်ရဲ့စိတ်နဲ့မှနူးညံ့သိမ်မွေ့ပါစေတော့ဆိုပြီးတော့သူ့ရဲ့သားနတ်သားပေါက်စလေးရှိတယ်ဒါဘဟုတုတရတယ်ရနော်အဲ့ဒီနတ်သားပေါက်စလေးကိုထုတ်ပြီးတော့ပြပြီးတော့တောင်းပန်ရရင်တော့နူးညံ့တဲ့ငောင်းရက်ဆိုပြီးတော့အဲ့ဒီနတ်သားလေးကိုတကိုးနဲ့ထုတ်ပြီးတော့ကျွန်တော်မျိုးမမှာဒီလိုနတ်သားလေးသားနဲ့သမီးနဲ့ဒုက္ခတွေရောက်မှဆိုးလို့ပါလို့သူကထုတ်အပြဟိုကလည်းရဲရင်းကိုမြှောက်ပြီးတော့အခုတ်မထိန်နိုင်တော့ခုတ်မိသွားတာအဲ့ဒီနတ်သားလေးပေါက်စလေးလက်ကတောက်တောက်ပြတ်ကျသွားတယ်တဲ့ကဲအံ့ဩစရာကောင်းတယ်နော်လူရဲ့ရဲရင်းနဲ့ခုတ်တာနတ်ရဲ့လက်ကပြတ်ကျသွားတဲ့အဲ့ဒီမှာစိတ်တူတယ်ဟောင်းမဲ့တခါနဲ့ဒေါသဖြစ်တယ်ဒီနတ်သမီးကအဲ့ဒါသူ့ရဲ့လက်အစုံကိုတောင်မြှောက်လိုက်ပြီတဲ့ဒီယဟန်ကိုသူတခါနဲ့တတ်တယ်ပေါ့သူ့လက်ကိုတောင်မြှောက်လိုက်ပြီဒါပေမဲ့ပြန်ပြီးတော့သူမချလိုက်ဘူးအဲ့ဒီလက်မြှောက်ရဲ့တန်လန်းနဲ့သူတစ်ချက်ကလေးစဉ်းစားလိုက်တယ်ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးပေါ့နော်တစ်ချက်လေးစဉ်းစားလိုက်တယ်ဒီယဟန်ကတီလာရှိတယ်ငါတတ်လိုက်လို့ရှိရင်သေချာပေါ့ငါအပင်ငရဲကိုကြာရမှာတီလာရှိတဲ့ယဟန်ကိုငါဖျက်ဆီးတယ်ဆိုတာနည်းနည်းတော့အပြစ်မဟုတ်ဘူးဟုတ်ဒေါသဖြစ်တော့ဖြစ်တယ်နော်လက်ကြီးမြောက်ထားရဲ့နဲ့သူမချလိုက်ဘူးမတတ်လိုက်ဘူးသူ့ရဲ့လက်ကတကိုးရှိတယ်တတ်မယ်ဆိုတတ်လို့ရတယ်အဲ့ဒီလက်ကိုသူမချလိုက်ဘူးနော်ဒီယဟန်တီလာရှိတယ်ငါတတ်လိုက်လို့ရှိရင်ငါအပင်ငရဲကြမယ်နောက်ပြီးတော့သူစဉ်းစားသေးတယ်အမျှော်မြင်ကြီးတယ်ဒီနတ်သမီးကငါတကယ်လို့တတ်မယ်ဆိုရင်နောက်ဒီပင်တစ်ပင်ဆောင်နတ်တွေကလည်းဒီလိုတစ်ပင်တွေကိုခုတ်တဲ့ယဟန်တွေကိုဒီလိုတတ်တယ်လို့သိပြီးတော့အတုလိုက်ပြီးတော့တတ်ရင်ယဟန်တွေကိုချိုးနေရကြည်ရဲ့မတူတာလေးစဉ်းစားတယ်ဗျာဟုတ်လားအဲ့ဒါနဲ့သူတတ်ချင်တယ်မတတ်ဘူးအဲ့တော့သူသားရဲ့လက်ကလေးကလည်းပြတ်သွားတယ်ဆိုတော့သူတစ်ပင်လည်းဆုံးရှုံးမယ်သားရဲ့လက်လည်းဆုံးရှုံးမယ်ဆိုတော့ဝမ်းနေပြီးတော့သူငိုးတယ်ဗျာသူငိုးတာနော်မကောင်းတာကိုသူမလုပ်လိုက်ဘူးမျက်ရည်အကြခံပြီးတော့မကောင်းတာကိုသူတားလိုက်နိုင်တယ်အဲ့ဒီမှာသူဘာဆက်စဉ်းစားလဲဆိုတော့ဒီယဟန်မှာပိုင်ရှင်ရှိတယ်တဲ့အဲ့ဒါကဘယ်သူလဲဆိုတော့မြတ်စွာဘုရားပဲသူ့ရဲ့အရှင်ဒီကိုငါသွားပြီးတော့ပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုမျက်ရည်ဆက်လက်နဲ့ရောက်လာတာအဲ့ဒီနတ်သမီးကအဲ့ဒီမှာမြတ်စွာဘုရားကြီးရောက်